ကိုဝန်ဆောင်တဲ့တက်ကိုအန်ရရှိလာအောင်စာနောက်ပြီး surprise လက်ဆောင်လာပြီးလို့ဝေဖန်ခံနေရတဲ့အမျိုးသမီးဒီကနေ့ခေတ်ကြီးမှာချစ်ရတဲ့သူတွေကိုလက်ဆောင်ပေးတဲ့အခါရိုးရိုးတန်တန်ပေးတာချက်မတင်မထားတဲ့အချိန်မှာအအောင်ဝမ်းသာတော့အောင် surprise တိုက်ပြီးပေးတဲ့ယဉ်ကျေးမှုတစ်ခုကခက်စားလာပါတယ်နော် surprise လုပ်တဲ့ဆိုတော့တကယ်တော့ပေးသူရော YouTuber ကြည်နုပီတိဖြစ်အောင်ဖန်တီးတင်တာပါဒါပေမဲ့အံ့ဩတော့အောင်လုပ်မယ်ဆိုတဲ့စိတ်ကူကအတိုင်းအတာတစ်ခုကိုကျော်လွန်သွားတဲ့အခါလူကြည်မြောက်အလွန်ကျွံဖန်တီးလိုက်တဲ့အခါမှာတော့တချို့တွေအတွက်အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။ဒီရက်ပိုင်းလူမှုကွန်ရက် TikTok နဲ့ Facebook စာမျက်နှာတွေပေါ်မှာလူအများအပြည့်အထန်ဒေါသထွက်ဝေဖန်တာကိုခံနေရတဲ့ surprise ဗီဒီယိုလေးတစ်ခုရှိပါတယ်။အဲဒါကတော့ကလေးတစ်ဖက်နဲ့ကိုဝန်ဆောင်မိခင်တယောက်ကိုခင်မဖြစ်သူကကွာရှင်းမယ်ဆိုပြီးတော့ငွေကိုစိတ်ဆင်းရအောင်အရင်လောက်ပြီးမှလက်ဆောင်ထုတ်ပေးတဲ့လုပ်ရက်ပဲဖြစ်ပါတယ်။ဒီအမျိုးသမီးကသူမရဲ့မွေးနေ့ဖြစ်တာကြောင့်လက်ဆောင်လာပေးမယ်လို့လည်းမတင်ထားပဲရင်ခွန်နှမ်းမှာကလေးငယ်လေးတယောက်ကိုပိုက်ထားပြီးနောက်ထပ်ကလေးကိုလည်းလွှဲထားရတဲ့ကိုဝန်ဆောင်မိခင်တယောက်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲ surprise ဆပ်ပေးတဲ့အဖွဲ့ကရောက်လာပြီးတော့ခင်မဖြစ်သူကကွာရှင်းကျင်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့အရင်ဆုံးစကားလမ်းကြောင်းစလိုက်ပါတယ်။ဝေဖွားခံနေဖြစ်တဲ့အပြင်ကလေးတွေနဲ့ရက်တည်နေရတဲ့အမျိုးသမီးတယောက်အတွက်ကွာရှင်းမက်ဆေ့စကားကိုကြားလိုက်တဲ့အချိန်မှာတော့မျက်ရည်တွေဝဲပြီးတော့စိတ်ထိခိုက်သွားရပါတယ်။သူဘက်ကတေးကြအောင်ခင်မွန်းတဲ့ကိုဖုံးဆက်ပြီးတော့လှမ်းမိခဲ့ပေမဲ့ခင်မွန်းတဲ့ဘက်ကလည်းတကယ်ဟုတ်ကြောင်းပြောပြခဲ့ပါတယ်။ကလေးတစ်ဖက်နဲ့အလုပ်တွေလုပ်နေရတဲ့အပြင်ခင်မွန်းတဲ့ကအကြောင်းပြချက်မရှိပဲကွာရှင်းကျင်နေဆိုတာကြောင့်တော်တော်လေးဝမ်းနေသွားခဲ့ရပါတယ်။စီစဉ်ရအောင်လုပ်ပြီးမှတကယ်တော့ခင်မွန်းကလက်ဆောင်ပေးလိုက်တာပါဆိုပြီးတော့အလှည့်အပြောင်းလုပ်ပြလိုက်ပါတယ်။ဒီလောက်ရက်ကိုကြည့်ပြီးတော့အားလုံးကလက်မခံနိုင်မဲ့ဝန်ဆောင်မှုပေးတဲ့အမျိုးသမီးကိုအပြစ်တင်နေကြပါတယ်။လူအများကဒီလောက်အထိဒေါသထွက်ရတဲ့အကြောင်းရင်းကတော့ခံရသူကကိုဝန်ဆောင်မိခင်ဖြစ်နေလို့ပါရှင်။ကိုဝန်ဆောင်နေတဲ့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ထဲမှာဟော်မုန်းအပြောင်းလဲတွေဖြစ်နေပြီးတော့ကိုဝန်ဆောင်တဲ့အချိန်မှာအစာပေါင်းများစွာပို့ပြီးတော့ခံစားလွယ်တတ်ပါတယ်နော်။အဲ့ဒီလိုအကဲဆက်နေတဲ့အချိန်မျိုးမှာခင်မွန်းဖြစ်သူကဆွမြတ်တော့မယ်ကွာရှင်းတော့မယ်ဆိုတဲ့လွန်ကဲတဲ့သတင်းစိုးကြီးကိုရုတ်တရက်ပြောလိုက်တာကြောင့်အခက်မသိရင်တော့အန်ရများစီတဲ့အပြုတ်မှုဖြစ်ပါတယ်။ကိုဝန်ဆောင်မိခင်ကိုဒီလို surprise လုပ်တဲ့အန်ရရှိတာကြောင့်ဒီလိုမျိုးစားနာမှုကိုတော့ဘယ်သူကမှလက်မခံကြပါဘူး။ခင်မွန်းဖြစ်သူနဲ့စားပစ်ပေးတဲ့သူတွေရဲ့ surprise ဆိုတာဘာလဲဆိုတဲ့အပေါ်နားလည်မှုလွဲမှားနေတာကြောင့်ကိုဝန်ဆောင်မိခင်ခင်ဗျားတော့အယမ်းလန့်သွားခဲ့ရပါတယ်။တချို့ကလည်းခင်မွန်းတဲ့ကိုပါအပြစ်တင်ကြပြီးတော့ဒီလိုအစင်ကျင်မဲ့တဲ့အပြုတ်မှုမျိုးမလုပ်သင့်တဲ့အကြောင်းပြောကြပါတယ်။စီစဉ်ရဲပြီးတော့မျက်ရည်ကျနေရတဲ့အချိန်ကြာမှလက်ဆောင်လေးထုတ်ပေးပြီးတော့စားတာပါလို့ပြောလိုက်ကြကလှည့်စားသလိုဖြစ်နေခဲ့ပါတယ်။သူများစိတ်ဆင်းအောင်လုပ်ပြီးမှရလာတဲ့ပျော်ရွှင်မှုကဘယ်တော့မှအပြည့်အဝမပျော်ရွှင်နိုင်တာကြောင့်ကိုဝန်ဆောင်မိခင်အတွေ့မြင်ရသူတိုင်းကကိုကျင်းစာသွားခဲ့ကြပါတယ်။ဒါကြောင့်လေအဲ့ဒီအလုပ်ကိုလက်ခံပြီးတော့သွားလုပ်ပေးတဲ့ surprise service ပေးသူကိုလည်းဝိုင်းဝန်းပြီးတော့ပြောနေကြပါတယ်။ငွေပေးပြီးငှားတိုင်းအကုန်လုပ်ပေးရမှာမရှိပဲတစ်ဖက်သားပေါ်မှာလည်းထည့်သွင်းစဉ်းစားတဲ့အကြောင်းပြောခံနေရပါတယ်။ surprise service ပေးတဲ့သူတွေကအခုနောက်ပိုင်းမှာတော့မင်္ဂလာဆောင်တွေမှာလည်းအထိတ်တလန့်ဖြစ်စေမဲ့နည်းတွေနဲ့လက်ဆောင်လာပေးကြတာကြောင့်အပြင်းထန်ဝေဖန်ခံနေရပါတယ်။ဝေဖွားခါနီးကိုဝန်ဆောင်မိခင်ကမှစနောက်ပြီးအန်ရများတဲ့အပြုတ်မှုဖြစ်တာကြောင့်နောက် surprise service လုပ်ငန်းလုပ်ကိုင်နေသူတွေရောချစ်သူခင်မွန်းဇနီးတွေကို surprise တိုက်ချင်တဲ့သူတွေအားလုံးအတွက်ပါကြီးမားတဲ့သင်ခန်းစာဖြစ်ပါတယ်ရှင်။ကိုဝန်ဆောင်မိခင်ကမှခင်မွန်းတဲ့ကကွာရှင်းတော့မယ်ဆိုပြီးစနောက်ခဲ့တဲ့ဒီဝန်ဆောင်မှုကတကယ်ရောတင့်တော်ရဲ့လားဆိုတော့ကိုမမအမြင်လေးတွေကိုပြပြပေးခဲ့ကြပါအောင်နော်။